ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ဒီဘာမှန်နာလေးကိုပြင်ပြပေးနဲ့ဒီအကြောင်းလေးကိုပြောပြပေးတော့ပါမယ်ပြီးတော့ West Party တခုမှမန်ယူလို့អော်ပြီးအောင်မဲခံနေတာလေးလည်းတွေ့လိုက်ရပါတယ်အပြစ်တင်တာတော့မဟုတ်ပါဘူးဗျာကျွန်တော်ကိုယ်တိုင်လည်းအခုချိန်ထိတစ်ခါတည်းရပါဇက်ကလွတ်ကနေထွက်မိတတ်ပါတယ်ကျွန်တော်ဒီအကြောင်းတွေဖတ်မိပြီးနောက်ပိုင်းပါဇက်ကထွက်မိတိုင်းယူနေရဲ့ဝမ်းနဲ့ဘွယ်အဖြစ်ကိုမျက်လုံးနဲ့မြင်အောင်လာလို့မထွက်ပြတော့ဘူးဗျဒီအကြောင်းလေးကိုကျွန်တော်ပြောပြပေးတော့ပါမယ်Manchester United အသင်းကို Man United ဒါမှမဟုတ် United လို့ခေါ်ရတာကပြဿနာမရှိပေမဲ့Man U လို့ခေါ်ဆိုခြင်းကိုတော့ကလပ်အသင်းနဲ့ပြည်သက်များစုကရှောင်ကျဉ်ကြပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းအတူကောက်ခေါ်တာတက်ကိုနတ်ဆိုင်နဲ့တမိုင်းဆိုင်ရာထိခိုက်နိုင်ခြင်းမှုတွေရှိနေလို့လည်းဖြစ်ပါတယ်။အဓိကအကြောင်းအရာ၃ချက်ရှိပါတယ်။နံပါတ်1ပြိုင်ဘက်အသင်းပြည်သက်တွေရဲ့လှောင်ပြောင်မှုပါ။ Man U ဆိုတဲ့အသုံးအနှုန်းကိုအဓိကစတင်ခဲ့တာကပြိုင်ဘက်အသင်းအထူးသဖြင့် West Brom, Liverpool နဲ့ Leeds United ပြည်သက်တွေဖြစ်ပါတယ်။သူတို့ဟာအဆိုပါအတူကောင်းနာမည်ကိုသုံးပြီးManchester United ရဲ့ဝန်ထဲစရာတမိုင်းဖြစ်ရပ်တွေကိုတချင်းဆက်ကလှောင်ပြောင်ခဲ့ကြပါတယ်။နံပါတ်2ယူနစ်လီယင်မတော်တဆမှု1958ခုနှစ်ကဖြစ်ပွားခဲ့တဲ့ယူနစ်လီယင်ပြတ်ကျမှုမှာဇန်သမားတွေတည်ဆုံခဲ့ရတာကိုအခြေခံပြီးတိုင်ဘတ်တွေကရုံရင်ကြက်တိုင်းတဲ့တချင်းတွေဆိုခဲ့ကြပါတယ်။ဥပမာအားဖြင့် Man U one on a plane Man U never came back again and Man U never entered coming home စတဲ့စာသားမျိုးတွေနဲ့ပွဲလွန်သွားသူတွေကိုစော်ကားခဲ့ကြပါတယ်။အင်္ဂလိပ်အခရာ U ကိုYOU လို့အတန်ထွက်ယူပြီးမင်းတို့ကစားသမားတွေတည်သွားတာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရအောင်တည်ဆိုခဲ့ကြတာပါနံပါတ်3ဒန်ကန်အက်ဒဝတ်စ်ပေါ်စော်ကားမှု MUNICH Munich ရဲ့စာလုံးတစ်လုံးချင်းစီကိုယူပြီး Man U never intended coming home Man U ကဘယ်တော့မှအိမ်ပြန်မလာတော့ဘူးဆိုပြီးအဓိပ္ပာယ်ဖို့ကလှောင်ပြောင်ခဲ့ကြတဲ့သမိုင်းကြောင်းလည်းရှိပါတယ်ဒန်ကန်အက်ဒဝတ် is Manuel Roti in his grace Man U are Manuel Roti in your grave ဆိုပြီးလဲ West Brom ဖန်တွေကအော်ဟစ်လှပန်ကြတာလည်းရှိပါတယ်။မန်ယူရဲ့မြန်မာလိုအဓိပ္ပာယ်အတိအကျကပြိဿအညစ်အကြေးမှာရရှိသောတဘာဝမြေဩဇာဖြစ်ပါတယ်။ဒီစာသားကအလွန်ရိုင်းဆိုင်ဆော့ကားပြီးလူချင်းဝင်နဲ့မညီတဲ့ဘောလုံးလောကကတိုက်ခိုက်တဲ့စာသားတစ်ခုဖြစ်ပါတယ်။အတိအကျမြန်မာလိုဘာသာပြန်ရရင်တော့ဒန်ကန်အက်ဒဝတ်ဟာပြိဿချီမြေဩဇာပဲသူတင်ញိုင်းထဲမှာပုတ်ပွားနေပြီ။မင်းတို့မန်ယူကလည်းပြိဿချီတွေပဲမင်းတို့ရဲ့တင်ញိုင်းထဲမှာပုတ်ပွားနေကြတာလို့ဆိုလိုတာပါ။ဒီစာသားကို1958ခုနှစ်ယူနစ်လီယင်ပြတ်ကျမှုမှာကွယ်လွန်ခဲ့သောManchester United ကစားသမားဒန်ကန်အက်ဒဝတ်စ်ကိုရည်ရွယ်ပြီးတံမြပိတ်သက်များကအလွန်ရိုင်းဆိုင်စွာပြောဆော်ကားထားတာဖြစ်ပါတယ်။အခုခေတ်မှာတော့လူငယ်ပိတ်သက်တွေနဲ့နိုင်ငံတကာပိတ်သက်တွေကဒီသမိုင်းကြောင်းကိုသိချာမသိပဲအလွယ်တကူမန်ယူလို့ခေါ်ဝေါ်နေကြတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့အင်္ဂလန်ကဝိုင်းရပိတ်သက်တွေနဲ့အသင်းအတွင်းပိုင်းမှာတော့ဒါကအင်မတန်ရိုင်းဆိုင်တဲ့ခေါ်ဝေါ်မှုပဲလို့သတ်မှတ်ဆဲဖြစ်ပါတယ်။မြန်မာပြည်ကပိတ်သက်တွေလည်းဒီလောက်ဆိုတိကျပြီးထင်ပါတယ်ဗျ။တရှိနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုတစ်ပုဒ်ရဖို့အများကြီးလေ့လာစူးစမ်းရပါတယ်ပြင်ပခံရကြုံနဲ့အောင် like follow repost လေးနှိပ်ပေးသွားကြပါဦး YouTube မှာလည်းသွားနားထောင်လို့ရပါတယ်တချို့ copyright တွေကြောင့် YouTube မှာတစ်ခါတလေအပြည့်တော့မပါပါဘူးအများကြီးစူးစမ်းပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာဟုတ်တာ